ဘာဒဤကဘာတွင်တတရနေရဝဲကတ္တပဖယာရှင်ပရိနိဗ္ဗာန်ဆောင်ဝင်တော်မူပြီးနောက်ကာလမြောင်များလာသည့်နှစ်သင်ချေကုန်လွန်ခဲ့လေသည်ဂေါရမဖယာရှင်လက်ထက်တော်မတိုင်မီအထိဝင်းစဲများပမာမင်းစဲများစွာဝင်းစဲများပမာမင်းစဲများစွာအိုဆိုလာကြမဟာသမရမင်းမစာ၍ရေတွက်เสียတင်ချာမှာဇဘူရီပါမဟာတက္ကရိ8649ခုရောက်လေတော့ဘုရောအင်စနာမင်းရွှေချီစံပြောနဝစန္ဒာတက္ကရိဖြူဂိမ်းအရှိကြောင့်ကလိယုတ်တစ်ခုစုံအတွင်ချမ်းခဲ့သည်အဲတို့ကြောင့်မဟာကာလတိက္ကစာ၍ရည်တွဲရပြန်လေကျွန်တော်တို့ရဲ့ဗဒ္ဒဤကဘာမှာဖျားငါးစုပွင့်တော်မူမိနဲ့ကကုတန္တကောနာဂမနကတ္တပဂေါရမရဲ့လို့ဖျားလေးစုပွင့်တော်မူခဲ့ပြီခြေဖျားသုံးစုဤသာနာတော်ဆိုင်ရာဗုဒ္ဓဝင်သားကိုမသိမီလိုက်ရတော့လေယခုမျက်မှောက်ပြုနေရတဲ့ဂေါရမဗုဒ္ဓရဲ့သာသနာတော်မှာဖြင့်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်ဗုဒ္ဓဝင်သားနွယ်တော်ကိုဗုဒ္ဓဘာသာဝင်သူတော်စင်များသိရှိမှတ်သားထားကြဖို့အထူးပင်လိုအပ်တာပါတယ်။ဒါကြောင့်ကောဇာတက္ကရာ1104ခုနှစ်တောင်ငူမြို့မဲရီရွာ၌ဖွားမြင်သည့်ထေရှင်ပရမသီရိဝင်သာဘိဒဇမဟာဓမ္မရာဇဂုရုဘွဲ့တစိတ်တော်ရမဲရီဆရာတော်ဖျားကြီးသည်အမရပူရပရမမြို့တီနန်းတီအောင်မြေလောကဖျားဒါယကဆင်ပြူများရှင်ဘရုံမင်းဘိုးတော်ဖျားလက်ထက်မင်းရကြီးရဲ့သားတော်အိမ်ရှိဆံသရိုးဓမ္မရာဇာဘရင်ငံအဖြစ်အုပ်စိုးသောတောင်ငူကေတုမရီမြို့တွင်စီရင်ရေးသားအပ်သောဝင်သဒီပနီကျမ်းရွှေရောင်မြို့ကြီးသည်လေးရဆရာတော်ဖျားကြီးပြုစုတော်မူသည့်ဇိနတပကာသနီကျမ်းနှင့်မင်းကွန်တိပိဋကဒရဓမ္မဗန္ဒာဂါရိကအရှင်ဝိစိတ်တသာရဘိဝင်သဆရာတော်ဖျားကြီးစီရင်ပြုစုတော်မူသည့်မဟာဗုဒ္ဓဝင်ကျမ်းတို့ကိုအခိုင်အမာကိုးကားပြု၍ဂေါရမမြတ်စွာဘုရားရှင်၏မဟာဗုဒ္ဓဝင်သဘုရားလောင်းတော်ပြိဋ္ဌာန်နေသည်မှသမ္မာသမ္ဗုဒ္ဓတရားဖြစ်တော်မူသည့်အထိဖြစ်တော်စဉ်ပထမပိုင်းအကျဉ်းချုပ်နှစ်ထုတ်ခါဗုဒ္ဓပူဇာယန္နာကိုဂီတလီဖြင့်အိန္ဒာဆွေကရေးသားပြုစုစီစဉ်တီးပြ၍ဂီတာမှုစန္ဒယာကိုကြီးနွယ်နဲ့ဂီတပညာရှင်ကြီးများတွဲဖက်ပြီးတေးသံရှင်ရာဇာဝင်းတင်တင်မြထားဒီတန်တို့ကဤဆိုပူဇော်ထားပါတယ်ခင်ဗျာရှေးအခါကသဘူရီပါမှာတက္ကတိုင်းနေဘောလီယာတိုင်းလို့သမိုင်းမှာအထင်ရှားရှိလေသည်မဟာတာဂီတာဂီနွယ်မျိုးဘိုးတော်အင်စနာဒီတက္ကရိဖြူရက်တွေနတ်ရွာကြွလေတိရိမဟာတုတ်တော်ဒနာကကပိလဝရွှေနာသိညာစက္ခံသည်တောင်ညာဆံရွေကြီးအကမဟေတိမဟာမာယာဒေဝီဒေဝဒဟနေပြီကောလီယာနေအကဒီမပြည့်တဲ့ရေရွှေကလေးဆက်လို့ဆုံးခရမှာသူတို့စင်တဘာဝတရီတော်ရလေသည်
ဤဗန္ဒကဘာမှာမဟာသမဒမင်းမှစ၍ရေတွက်တည်ရှိသောမင်းပေါင်း2,500,2505ကျိတ်6ယောက်တို့တွင်နောက်ဆုံးဖြစ်သောဥက္ကာကမင်း၏သားတော်ဥက္ကာမုခမင်းသားသည်နောက်လိုက်ဘူပါပြိတ္တများနှင့်မြို့နန်းတည်ရန်နေရာအတွက်ဟိမဝန္တာတောသို့သွားရောက်ကြလေကုန်သည်ထိုစဉ်ခါကကျွန်တော်တို့ရဲ့မြတ်စွာဘုရားလောင်းတော်သည်ကပိလအမည်ဖြင့်ဟိမဝန္တာတောင်နံပါရှိကျွန်းတော်အလယ်ရေကန်တစ်ခု၏အနီး၌ယသိယဟန်ပြုလျက်မြတ်သောအရိယာဝိဟာရဖြင့်နေတော်မူစေကာလဖြစ်ပါတယ်။ဥက္ကာမုခမင်းသားသည်ကပိလရှင်ယသိ၏ကျောင်းသင်္ကန်းနေရာ၌ပင်ရှင်ယသိ၏ခွင့်ပြုချက်ဖြင့်မင်းအိမ်နန်းတော်နှင့်တကွမြို့ကိုတည်ထောင်ခဲ့ပါတယ်။ဘုရားလုံးရှင်ယသိ၏အမည်ကိုအစွဲပြု၍ထိုမြို့ကိုကပိလဝိတုမြို့ဟုအမည်သမုတ်ခဲ့ကြပါတယ်။သက္ကတိုင်း၏ကပိလဝိနေပြည်တော်ဟုထင်ရှားကြော်ကြားခဲ့ပါတယ်။တာဂီဝင်မင်းမျိုးမင်းသားမင်းသမီးတို့သည်တာယာနှစ်လိုပဲကောင်းသောရေအိုင်ကြီးတစ်ခုသို့သွားရောက်ကြကုန်၍ရေကစားနေရှိကြသည်။ထိုရေအိုင်ကိုဒေဝရဟဟုခေါ်ပါတယ်။တာဂီဝင်တို့သည်ထိုရေအိုင်၏အနီးတွင်တဲခိုစံနေရာမင်းတဲတိဆောက်နေထိုင်ခဲ့ကြရာမှအစဉ်သဖြင့်စီကားကြီးကျယ်၍တိုင်းပြည်တစ်ပြည်ဖြစ်သို့ရောက်လာကဒေဝရဟရေအိုင်ကိုအစွဲပြု၍ထိုပြည်အမည်ကိုလည်းဒေဝရဟပြည်ဟုပင်ခေါ်ခေါ်သမုတ်ကြပါတယ်။ကောလိယတိုင်းပြည်မြို့တော်ဒေဝရဟပြည်ဟုထင်ရှားခဲ့ပါတယ်။ကပိလဝိပြည်တွင်ဥက္ကာမုခမင်းမှအစပြု၍မင်းဆက်ပေါင်း7,200မြောက်ဖြစ်သောဇေယသေနမင်း၌သားတော်တိဟဟနုမင်းသားနှင့်သမီးတော်ယသောတရားဟူ၍ထွန်းကားတော်မူပါတယ်။ထိုချိန်တွင်ဒေဝရပြည်၌စိုးစံလျက်ရှိသောဥက္ကာသက္ကမင်း၌လည်းသားတော်အင်ဇနာမင်းသားနှင့်သမီးတော်ဗဒ္ဒကိစ္စနာဟူ၍ရင်သွေးတော်နှစ်ပါးထွန်းကားတော်မူပါတယ်။တိဟဟနုမင်းသားနှင့်အင်ဇနာမင်းသား၏နှမတော်ကိစ္စနာမင်းသမီးတို့ကိုစုံဖက်ထိမ်းမြန်းလေသောသုဒ္ဓောဒနမိဒောဒနဒေါဒောဒနသက်ကောဒနသုတ်ကောဒနအစရှိသောသားတော်၅ပါးနှင့်အမိတာမင်းသမီးပါဠိတာမင်းသမီးဟူ၍သမီးတော်နှစ်ပါးဖွားမြင်ခဲ့ပါလေ။အင်ဇနမင်းသားနှင့်တိဟနှုမင်းသား၏နှမတော်ယသောရိယာမင်းသမီးတို့ကိုစုံဖက်ထိမ်းမြန်းလေသောသီရိမဟာမာယာမင်းသမီးပဇာပတိဂေါရမီမင်းသမီးသမီးတော်နှစ်ပါးနှင့်ဂန္ဓပါဏိမင်းသားသုဗ္ဗဗုဒ္ဓမင်းသားဟူသည့်သားတော်နှစ်ပါးဖွားမြင်ခဲ့ပါတယ်။ကပိလဝိပြည်နှင့်ဒေဝရဟပြည်တို့သည်အစဉ်အလာတိုင်းမောင်းလဲနှမလဲအပြန်လန်စုံဖက်ထိမ်းမြန်းပေးတော်မူလေသောသုဒ္ဓောဒနမင်းသားနှင့်သီရိမဟာမာယာဒေဝီမင်းသမီးတို့မှဘုရားအလောင်းတော်သိတ္တထမင်းသားဟူ၎င်းသုဒ္ဓောဒနမင်းသားကိုပင်သီရိမဟာမာယာဒေဝီညီမတော်နောင်ခါမိတွေးတော်ဂေါရမီဟုမိတွင်မိပဇာပတိဂေါရမီမင်းသမီးနှင့်တပြိုင်တည်းစုံဖက်လေသောယူပနန္ဒမင်းသမီးနှင့်နန္ဒမင်းသားတို့ကို၎င်းဖွားမြင်တော်မူခဲ့ပါလေ။သုဗ္ဗဗုဒ္ဓမင်းသားနှင့်အမိတာမင်းသမီးတို့စုံဖက်လေသောနောင်ခါဖျားလောင်သိတ္တထမင်းသား၏ကျင်းရတော်ယသောတရားဗိမာဒေဝီဖြစ်လာမည်ဗဒ္ဒကိစ္စနာမင်းသမီးကို၎င်းနောင်ခါဒေဝဒဟုအမည်တွင်မိဒေဝဒတ္တမင်းသားကို၎င်းဖွားမြင်တော်မူခဲ့ပါလေ။ ရေခါကဇူရီပါမှာတက္ကတိုင်းနဲ့ကောလီယာတိုင်းလို့သမိုင်းမှာအထင်ရှားရှိနေသည်မဟာတာဂီတာဂီနွယ်မျိုးဘိုးတော်အစနာသည်တက္ကရဖြူတဲ့နှစ်တွေငါရွာကြွလေတိရိမဟာသုဒ္ဓောဒနာကကပိလဝရွှေနံသိညာစကန်သည်တောင်ညာဇံ၍ဤအကမဟိတိမဟာမာယာဒေဝီဒေဝဒဟနေပြီကောလီယာနဲ့တက္ကသည်နှပြည့်တဲ့ရွှေကလေးဆက်လို့စုံဖက်ရမှာလူလူစင်တဘာဝတရေတော်ရလေသည်
မေရောမာယာဝမ်းကြတဲ့တွင်တိုင်းနှစ်ချိုက်ကြည်ပြူတန်တဲ့ယူလေသည်လာရဲ့လူဝါစုလာပြည့်ကြာသပတေးနေ့အမှန်ဥတရာတန်ရှင်ပြိုင်ထုံးမွန်တဲ့ကြီးကရကရာသည်နေရာညီညရာညီညရာညီနေရာညီယရုပလီယာရီရှွန်တဲ့မဟာတဲကရေ69နှစ်ဖြစ်လေသည်မြတ်စွာဘုရားလောင်းတော်သည်ရင့်မာတကြိတ်နောက်ဆုံးဖြစ်သောဝိသန္တရာမင်းကြီးဘဝကနတ်ရွာဆန်တော်မူတဲ့အခါတုတိတနတ်ပြည်မှာသေတကေတုအမည်ရှိတဲ့နတ်မင်းအဖြစ်နတ်စည်းစိမ်ကိုခံစား၍နေတော်မူပါတယ်။အဲ့ဒီချိန်ကလူတို့ရဲ့တက်တန်းဟာအနှစ်တရာတန်းဖြစ်ပါတယ်။လူပြည်မှာမြတ်စွာဘုရားပွင့်တော်မူလိမ့်မယ်ဆိုတဲ့ဗုဒ္ဓခောလာဟလပေါ်ပေါက်ခဲ့တာဟာလည်းအနှစ်1000ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။စัจ java လာ1000မှာရှိကြကုန်သောတရားမြတ်မှာပေါင်းတို့သည်အလောင်းတော်နတ်သားထံလာရောက်စုဝေးကြကုန်လျက်အလောင်းတော်နတ်သားဘုရားဖြစ်ချိန်တန်ပါပြီလူပြည်သို့သွား၍ဘုရားဖြစ်တော်မူပါတရဝအပေါင်းတို့ကိုသံဃာမှလွတ်မြောက်ကြောင်းကောင်းမြတ်သောတရားရည်ဤအမြိုက်စေးတိုက်ကြွေးတော်မူပါဟုတောင်းပန်ကြပါလေဘုရားအလောင်းတော်နတ်သားလည်းဘုရားဖြစ်တိုက်သောကာလဘုရားဖြစ်ရာဒီပဘုရားဖြစ်ရာအယဘုရားဖြစ်ရာအံသောအမျိုးအနွယ်နှင့်မေတော်ဤအာယုပိစေရဒီဟုသောကြည်ချင်းကြီး၅ပါးတို့ကိုဆင်ခြင်ကြည့်ရှုတော်မူပါလေအဲ့ဒီလိုကြည့်ရှုဆင်ခြင်တော်မူပြီးမှဘုရားပွင့်ရန်အချိန်တန်ပြီဖြစ်သည်ဖြင့်ထက်ဝင်းကျင်မှတောင်းပန်ကြတဲ့နတ်မြမအပေါင်းတို့အားကောင်းပြီဟုဝန်ခံတော်မူကားတုတိတာနတ်ပြည်မှစုတည်တော်မူခဲ့ပြီးအဝန်းယူဇနာ900ရှိသောမြစ္စည်းမဒေတာအချက်ချာတက္ကတိုင်းကပိလဝိပြည်အာဒိစ္စနွယ်မဟာတာဂီဝင်အတာမိန်နခတ္တိယမင်းမျိုးဖြစ်သောသီရိသုတ်တော်ဒနာမင်းကြီး၏မိဘရခေါင်တောင်ညာဒေဝီသီရိမဟာမာယာမိဖုရားကြီး၏ဝင်းတိုက်မှာဆွဲလန်းတန်လီတီးနေတော်မူပါတယ်အဲ့ဒီလိုဖျားလောင်းတော်တန်လီယူတော်မူတဲ့အချိန်မှာမေတော်၌ကြီးစွာသောအိမ်မက်ကိုဤသို့မြင်မဲ့တော်မူပါတယ်စတုမဟာရနမင်းကြီး၄ပါးတို့သည်မိဖုရားကြီးကိုအိယာတလွန်နှင့်တကွချီ၍ဟိမဝန္တာသို့ဆောင်ပြီးလေယူဇနာ60ရှိသောစေရန်မြင်းတီလာကြောက်ဖြာ၏အပြင်အင်ဂျင်ပင်ကြီးအောက်မှချထားပါတယ်ထိုအခါနတ်မိဖုရား၄ပါးတို့သည်လာကုန်၍သီရနဝရရေတို့ကိုချိုးစေပြီးလင်နတ်တို့၏ပန်းနံသာတန်းစားကိုဆင်ရင်လျက်ဝေတောင်ထွတ်ထက်ရှိသောရွှေဗိမာန်သို့ဆောင်၍အိတ်စေပြန်ပါလေထိုအခါမွေးသားဖာတောင်မြဲ့သို့သောဆင်းမြောင်ကျနာသည်မြောက်ရမှလာ၍မာယာမိဖုရား၏လက်ရနံပါးကိုလှစ်၍ဝင်သည်ဟုကြီးစွာသောအိမ်မက်ကိုမြင်မဲ့တော်မူပါလေတရားအလောင်းတော်သည်တရားကြောင့်မျောရည်သရဝများအပေါ်မဟာဂိယနာတော်ထားပါ၍တုတိရနတ်သာဘဝကစုကြည်ခဲ့သည်မေရောမာယာဝါကြလိုက်အတွင်း၌နှစ်ချိုက်ကြည်ပြူတန်တေယူလေသည်လာရဲ့လူဝါစုလာပြီဇာတပရိနေအမှန်ဥဒရာတန်ရှင်ပြိုင်ထုံးမွန်တဲ့ခြင်းကြီးကရကရာသည်နေရာညီညရာညီညရာညီနေရာညီယရုပလီယာသည်ရှွန်တဲ့မဟာတဲကရေ69နှစ်ဖြစ်လေသည်တန်တေယူကဆယ်လကြာသောမဟာတဲကရေ68ကျုံကဆုံလာကြီးတောက်ကြနေဝဲချမ်းမြေဆုံစီလုံးမနီ၌မဟီလိုက်စုဝါတော်မူသည်
နတ်လူအောင်မြို့လမ်းပါကိုလမ်းပါကိုတန်ဒီကဆဲလာကြတော့ပရမရွှေကျုပ်နှုတ်ငုံတော်ပွင့်တရေတော်ရင်သည်ဖွာချိန်တင်းရောက်ကာလမြောက်လေ68ကျုံလကဆုံပုံတော်ဝမြေတောက်ကြနေနာနဲ့တစ်ချက်တီးချေတိမ်လဲရိတ်ဆာဆန်းဝိတာခနဲ့ခက်ဆန်းရှင်ပြိုင်ထုံးမွန်တဲ့ခြင်းကြီးလုံမနီတာမောအင်းနဲ့တော်ရကုန်တွင်ရှင်ပြိုင်ထုံးမွန်တဲ့ခြင်းကြီးလုံမနီတာမောအင်းနဲ့တော်ရကုန်တွင်ကိုလုံးတန့်စဉ်ခွားမြင်တော်မူသည့်အခိုက်မြေ၌ခုနဘဝမြောက်ရသို့လှမ်းကြွားသွားတာဧကောဟမတမိလောကတဇစ်ထောဟမတမိလောကတတစ်ထောဟမတမိလောကတလောကမှာငါအမြတ်ဆုံးလို့သုံးကုန်သောစကားတောင်းတိုက်ကြအောင်မုတ်ထန်ချေမြမတွေးဤသို့သူဟစ်ကြွေးသည်ဝမ်းမြောက်เสียအတီးအလောက်ပါသည်မဖြစ်စဖူးထူကဲလာသည်စဗုဒိတ်မှာပရောဟိတ်တွေနမိတ်ဖတ်ကြတိတ်တထားလို့နာမကရဏအမည်တော်ရလေအဲ့ဒီလိုဘုရားလောင်းဖွားမြင်သည်နှင့်တပြိုင်နက်ဒေဝရဟပြည်ကိုဆိုရတဲ့တုပ္ပဗုဒ္ဓမင်းကြီးမိဖုရားအမိတာတွင်ဗရကေသနာရတော်ရမင်းသမီးကိုဖွားမြင်ပါတယ်။ဘာပြီးတော့အမိတော်ဒနာဤမိဖုရားတွင်လည်းအာနန္ဒမင်းသားကိုဖွားမြင်ပါတယ်။စန္ဒအမကာလုဒာကြီးကနကမင်းတို့လည်းတစ်ချိန်နဲ့တပြိုင်နဲ့ဖွားမြင်ကြပါတယ်။မင်းစီမဒေတာမြေများရဲ့အချက်ချာနေရာမှာလဲမဟာဘောဓိပင်ပေါက်တော်မူပါတယ်။ရွှေနန်းတော်အတွင်းမှာလဲရွှေအိုးကြီးလေးလုံးတပြိုင်တည်းပေါ်ခဲ့ပါတယ်။ဒါကြောင့်ကာလုရတော်ညီတော်စန္ဒကနကသောနာဗုဒ္ဓဟိခွားဘက်တော်မြတ်9ရက်မှတ်ကြမျိုးလေးတွေလို့ကြီးတဲ့လေးတဲ့ဆရာတော်ဘုရားကြီးကဇိနထပကာသနီကျမ်းမှာမှတ်သားလွယ်အောင်ရေးဖွဲ့ထားရခဲ့ပါတယ်ဆဲလာကြတော့မရမြရွှေကျုပ်နှုတ်ငုံတော်ပွင့်တရေတော်ရင်သည်ဖွာချိန်တင်းရောက်ကာလမြောက်လင်း68ကျုံလကဆုံပုံလုံးမြေတောက်ကြနေနာနဲ့တစ်ချက်တည်းအချိန်သိမ့်လဲပြိဿာဆန်းဝိတာခနဲ့ခဆန်းရှင်ပြိုင်ထုံးမွန်တဲ့ခြင်းကြီးလုံမနီတာမောအင်းချင်းတော်ရကုန်တွင်ရှင်ပြိုင်ထုံးမွန်တဲ့ခြင်းကြီးလုံမနီတာမောအင်းချင်းတော်ရကုန်တွင်ခိုးလုံးတန့်စဉ်ဖွားမြင်တော်မူသည့်အခိုက်မြေ၌ခုနဘဝမြောက်ရသို့လှမ်းကြွားသွားတာဧကောဟမတမိလောကတဇစ်ထောဟမတမိလောကတတစ်ထောဟမတမိလောကတလောကမှာငါမြတ်ဆုံးလို့သုံးကုန်သောစကားတောင်းတိုက်ကြအောင်မုတ်ထန်ချေမြမကျွေးဤသို့သူဟဲ့ကျွေးသည်ဝမ်းမြောက်เสียတီအလောက်ပါသည်မဖြစ်စဖူးထူကဲလာသည်ဇဗုဒိတ်မှာပရောဟိတ်နမိတ်ဖတ်ကြတိတ်တထားလို့နာမကရဏအမည်တော်ရလေပြီချိန်တန်အရွယ်ရောက်လို့16နှစ်သားလူလာမြောက်လင်းဒေဝဒဟပြည့်ရှင်
တရင်သုတ်သားဗုဒ္ဓသမီးလာယေဒနာအရကိစ္စနာယတောရယဗိမာဒေဝီဒုနလီရွှေလက်တွဲဗိသိက်ပွဲဆင်နွယ်တူပြောရာဟုလာခေါ်သားတော်တပါထွန်းသားနေပြီနော်ပါရမီအောင်စိတ်ဆောလောကီလူတို့ဒီတလေးမပြမွေးညီရတော့တိုက်ရတော့29မှာဒီမျိုးတော်နမိတ်နတ်ပြခရဲ့ကြောင့်ရွှေစိတ်တော်ညို့တန်ဝေးကိုကဲဝါဆိုလာပြေတမင်လာနေည၎င်းရန်မောင်ဆန်ကနကနတ်များချေကြွနန်းဟာခွာပြီးမိခမပါရမီနေလူတတရာယီနာမတရွှေပြီးရောက်လို့ဒီဆိုအတွက်ကြောင့်တော်ထွဲခဲ့ပါကုန်မငဲ့နိုင်ပြီမရကုန်မငဲ့နိုင်ပြီသုံးလောကထောထားဘုရားစုကြီးတို့သက်တော်29နှစ်မဟာတက္ကရာ69ခုဝါဆိုလပြည့်တနင်္လာနေ့တကောင်ရံမှာတောထွက်တော်မူပါတယ်မြို့တော်မှထွက်လျင်ပင်မနက်လာ၍တိတ်တမင်းသားအဘဲကြောင့်ဆင်းရဲကိုရှာကြံပြီးသည်။ယနေ့မှ9ရက်လွန်လျင်စัจ जा ယရနာရောက်လိမ့်မည်နန်းသို့ပြန်၍စံတော်မူအောင်ဟုဆို၍ဟန်တားပါတယ်ဘုရားလောင်းတော်ကဟဲမနတ်မင်းရဲ့အဖြစ်ကိုငါအလိုမရှိပြီလောကီချမ်းသာကိုဒရွေးပေါက်ကဲ့သို့ငါစွန့်မည်ဟုမနတ်ဤစကားကိုညင်းပယ်ကဆက်လက်ထွက်ကြွတော်မူပါတယ်အနော်မမြင့်ရဲ့တစ်ဖက်ကန်းကိုရောက်တဲ့အခါမှာအလောင်းတော်မင်းသားဟာစံတော်ကိုပယ်လိုက်ပါတယ်ထို့နောက်ငါသည်အကယ်စင်စစ်ဖျားဖြစ်သည်မှန်မူဤစံတော်သည်မြေသို့မတက်ဘဲအထက်ကောင်းငင်၌တည်စေသည်ဟုအဋ္ဌံပြု၍ကောင်းကင်သို့လွှင့်မြောက်တော်မူပါတယ်ထိုအခါစံတော်သည်တယုဇနာမျှလောက်သောအရ၌ပန်းဆိုင်ဆွဲတဲ့ကဲ့သို့တည်နေပါတယ်တရားမင်းသည်ယရနာပန်းတောင်းဖြင့်စံတော်ကိုခံယူ၍တာဝရိန္ဒာနတ်ပြည်၌စူလာမဏိပထိုးတော်တည်၍ကိုးကွယ်ခဲ့ပါတယ်ရှင်ထို့နောက်ဘုရားလောင်းသည်ဂတိကာရဗြဟ္မာကြီးလူရန်အပ်သောကြာတင်ငန်းနှင့်ပရိခရာကိုတပ်ပဲစွာဆင်မြန်း၍ယဟန်အသွင်ကိုဆောင်ယူတော်မူပါတယ်ဂတိကာရဗြဟ္မာကြီးလည်းဘုရားလောင်းစွန့်ပယ်တော်မူလိုက်သောဝတ်လဲတော်ကိုယမပြည်သို့စူးဆောင်ပြီးတော့အဂနိဋ္ဌဘုံ၌ဒုသဇေရီတည်၍ကိုးကွယ်ခဲ့ပါတယ်ရှင်မင်းပြောက်တဲ့ဇာတ်ကိုလည်းနဲ့
လိုက်သည်နှုတ်လိုက်ရဲ့ယူဆန္ဒနဲ့ကောင်းတကားတို့နှုတ်ကြောင်းပြန်လဲသူ့ကိုမငဲ့ရနဲ့ထားခဲ့မှုအမေပေးပြီကိုအခါတွင်ဝါပဲတော့ကနကမှာချိန်မိခံစားရရအဟိတ်သိစမဝမပြောမထွက်နိုင်တဲ့နာလာသည်ဝဲခွာရမည်တခင်ကိုဝဲခွာရမည်ဒီဝိပယောကိုဒုက္ခအတိပရိဝါမီလောင်ရိုက်လေပြီဒီတော့ကအပူရာသောခနိုင်ရှာလို့ရင်ွေးနာကြဒီရရှာလေးသည် ဆန္ဒအမကမြမဩဘာမတတ်နိုင်ရှာချစ်မိတ်ဆွေရုပ်အလုံးကိုကောင်းမွန်လာမည်ညှို့လို့နောက်ဆုံးထွက်ခွာနှုတ်မဆက်တာမခွာလာမထားခဲ့ရနိုင်ပါသူရာတွင်ခွာဝဲတော်ငယ်ညို့ရင်ကိုမြင်မပယ်တာအမိန်တော်တိုင်းရင်မင်းဝရနာကောင်းလေးထားလို့လာလာတိုင်းပြန်ခဲ့ရလွန်လျာရွှေနိုင်ရာ တရားလောင်းတော်သည်တရားကြောင့်မြော်ဤသံတရားထွဲလန်းတဲလန်းမှုဇောမနတိသံတရားထွဲလန်းတဲလန်းမှုဇောမနတိဝိမု တိကိုရှာမည်ဝိတုဒ္ဓိကိုရှာမည်ဝိမု တိကိုရှာမည်ဝိတုဒ္ဓိကိုရှာမည်အယုတည်ကြီးအရေးခံခံမဟာလူသားယောက်ျားစာနေဖယားမဖြစ်သမျှဒီဘဝမညာပြီလေးတင်ချေကပါတသိညာဖြည့်ခြင်းခဲ့ရဆေပါပါရမီဒုက္ခရာစရိယာ6နှစ်လုံးလို့ဘုံဘုံလဲလို့ဆွေးမလျှော့လေနေရင်သရာမြေနီညောင်မင်းဒီကိုခိုးပြီးလိုက်မျက်ရှိစုပ်ကိုကျဲကချတော့ပရာဇိတပေါ်ထွန်းလာလေမဆုံးမနဲ့ပြင်းအားထုတ်လိုက်တော့ခန္ဓာညာရောက်နိဗ္ဗာန်ပေါက်ပြီဘောရီညောင်ပင်ရဲမှာဘောရီညောင်ထင်လင်းခဲ့သည်ဘောရီညောင်ပင်ရဲမှာဘောရီညောင်ထင်လင်းခဲ့သည်တုတ်ပေနိဝါဒညာဒိဗ္ဗစက္ကုညာအာတဝေခယညာသဗ္ဗေညုတညာအကုန်ရသည်ကစုံလာပြီဘုဒ္ဓဟူနေသည်ဝိတာခနခထွန်၍ကျူးမြတ်ပါသည်မြင့်မြတ်ပါသည်ဗုဒ္ဓနှင့်မြင့်မြတ်ပါလာသည်ခုနှစ်ကိုတွဲစစ်တော့တက္ကရမဟာတရားသုံးမှာတဏှာဆုံးလို့ဇာတိနိဂုံချုပ်လေသည် ဖျားလောင်းတော်သည်အနော်မာမြင့်မှတဆင့်ရာဇူပြည်သို့ရောက်ရှိတော်မူပါတယ်ရာဇူပြည်ရှင်ဘီရင်ဗိမိတာရာမင်းကတွေ့ဆုံ၍ဖျားလောင်း၏အဖြစ်ကိုသိလေတော့ပြည်တော်ထက်ဝက်ကိုပေးရပါမည်အသက်အရွယ်ငယ်ပါသေးသည်တောမထွက်ပါနှင့်မင်းပြူစံစားပါဟုလျှောက်ထားရာတန်တရာ၌နေမွန်းရခြင်းအကြောင်းကိုဟောပြော၍ဗိမိတာရဘီရင်၏ကမ်းလှမ်းချက်ကိုညှင်းပယ်တော်မူပါတယ်ထိုအခါဗိမိတာရမင်းကြီးလည်းဝင်းမြောက်ဝင်းသာတာရုခေါ်ပြီးအရှင်သိဒ္ဓထဖြောင့်မတ်စွာအားထုတ်တော်သင်ဖျားဖြစ်လင်ကျွန်ုပ်ပြည်သို့ဥစွာကြွတော်မူပါဟုလျှောက်ထားရာဖျားလောင်းကကောင်းပြီဟုဝန်ခံတော်မူပါတယ်ဖျားလောင်းတော်သည်ရာဇိုပြည်မှခီးစဉ်တိုင်းဆက်လက်ထွက်ကြွတော်မူလေသောအာလာယယသိနှင့်တွေ့ရှိပြီးဇန်တမာဘတ်ကိုနှီးနှောအားထုတ်သဖြင့်လောကီဇံ9တန်ရတော်မူပါတယ်ထို့နောက်တဖန်ဥဒကယသိထံချင်းကပ်၍အထက်ဇံကိုနှီးနှောစီးပြန်းပြန်သောရှစ်တန်သောတမာဘတ်ကိုရတော်မူပြန်ပါတယ်ထို့နောက်တဖန်ဥရဝေလတောအုပ်သို့တွားရောက်တော်မူပြီးပြင်စဝက်ပြီးငါးဥတို့နှင့်တွေ့ဆုံပြီးနောက်ဒုက္ခစရိယာ6နှစ်ကျင့်တော်မူပါတယ်ထို့နောက်ဘုရားလောင်းတော်သည်တပါးတည်းကျင့်ညာအားထုတ်တော်မူပါတယ်မဟာတက္ကရတရား3ခုနှင့်ကဆုံလာပြီနှင့်နန်းတဲ့ပိုင်းတွင်
သေနနီကုန်းရွာမှသူဇာတာတထေသမီးကနာနှုတ်ဆုံးကိုရွှေခွက်နှင့်တကွခံယူသုံးဆောင်တော်မူပါတယ်ထို့နောက်နေရင်စရာမြစ်တွင်းသို့ရွှေခွက်ကိုအဋိဌာမြင့်မျောတော်မူပြီးနောက်မဟာဗောဓိပင်ရှိရာအရပ်သို့ကြွချီတော်မူပါတယ်လမ်းခီမှာသောတိယအမည်ရှိသောမြတ်ထမ်းသမားကတ်လူလိုက်သည့်မျက်ရှိစုပ်ကိုမဟာဗောဓိပင်ခြေ၌ကျဲဖြန့်တော်မူရာအပရာဇိတပလင်တော်ပေါ်ထွန်းလာခဲ့ပါတယ်ထိုပလင်တဲ့၌ထက်ဝယ်ဖွဲ့ခွေနေတော်မူကားအာနာပါနဇံကိုဝင်စား၍တရားမဖြစ်သည်မြဤနေရာကငါမထသည်ဟုစတုရင်္ဂဝရိယဖြင့်နေတော်မူစဉ်မာနနှင့်အပေါင်းပါတို့ကလက်နဲ့အမျိုးစုံလင်ဖန်ဆင်းတိုက်ခိုက်လာပါတယ်မာန၏ရန်ကိုပါမီတော်အဟုန်ဖြင့်နေမဝင်မီအောင်မြင်တော်မူပါတယ်ထိုကဆုံလာပြီယင်ဥယျာ၌ပုဗ္ဗေနိဝတညာ၎င်းညာ၌ဒိဗ္ဗစက္ခုညာမိုးတောက်ညာ၌အာကွဲခရညာဖြင့်ကိလေသာအပေါင်းကိုထောင်းထောင်းဖြတ်ချေ၍အလုံးစုံသောတရားကိုသိတတ်တော်မူတဲ့သဗ္ဗညုတရွှေညာတော်ကိုရတော်မူပြီးသမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကိုရတော်ရောက်တော်မူပါれဖယားအလောင်းတော်သည်တရားအကြောင်းမျိုးဤသံတရားထွယ်လန်းတဲလန်းဟိုဇောမနတိသံတရားထွယ်လန်းတဲလန်းဟိုဇောမနတိဝိမု ക്തി ကိုရှာမည်ဝိတုဒ္ဓိကိုရှာမည်ဝိမု ക്തി ကိုရှာမည်ဝိတုဒ္ဓိကိုရှာမည်အယုကြည်ကြီးအရေးခံခံမဟာလူသားယောက်ျားစာနှင့်ဖယားမဖြစ်သမျှဒီဘဝမညာပြီလေးတင်ချီကဘာတသိညဖြည့်ခြင်းခဲ့ရဆယ်ပါးပါဒုက္ခရစရိယာ6နှစ်လုံးဘုံမုံမဲတော့သွေးမလျှော့လို့နေရင်တရာယင်းဤညောင်ကြီးကိုဖုံးပြီးလိုက်မျက်ရှိစုပ်ကူကျဲကချတော့ပရာဇိတပေါ်ထွန်းလာသည်မစုံနဲ့တင်အားထုတ်လိုက်တော့ခန္ဓာညံရောက်နိဗ္ဗာန်ပေါက်ပြီဘောရိညောင်ပင်ရဲ့မှာဘောရိညောင်ချင်းလင်းခဲ့သည်ဘောရိညောင်ပင်ရဲ့မှာဘောရိညောင်ချင်းလင်းခဲ့သည်ပုပ္ပေနိဝတညံဒိဗ္ဗစက္ခုညံအာသွဲခရညံသဗ္ဗေညတညံအကုန်ရသည်ကဆုံလာသည်ဘုဒ္ဓဟူနေသည်ဝိတာခနခထုံးရဲ့သူမြတ်ပါသည်မြတ်မြတ်ပါသည်ဘုရားနဲ့မြတ်မြတ်ပါလာသည်သူနှစ်ကိုတွဲစစ်တော်တက္ကရေမဟာတရားသုံးမှာတဏှာဆုံးလို့ဇာတိညီကုန်ချုပ်လေဒီအောင်ပြီအောင်ပါပြီမနတ်ကူလေအောင်ပြီမညာပါလေအောင်ပြီတဏှာကိုလေအောင်ပြီအောင်ပြီအောင်ခဲ့ပြီအောင်ပြီအောင်ပါပြီမနတ်ကူလေအောင်ပြီမညာပါလေအောင်ပြီတဏှာကိုလေအောင်ပြီအောင်ပြီအောင်ခဲ့ပြီအောင်လူတကားထုထိန်ဘဝိတရာဘဂဝါစီနာသမ္မာသမ္ဗုဒ္ဓတို့ဘုံခံပြီးကျော်နိုင်သည်တရားလည်းပွင့်ပေါ်ပြီတရားလည်းပွင့်ပေါ်ပြီသံဃာတော်လည်းပွင့်ထွန်းပေါ်ပြီယုံယုံကြည်ကြည်စိတ်ကကြဖို့အတိဒကျွန်တော်နှုံးစောပါသည်သူခောဗုဒ္ဓနာမုပ္ပါဒောဒုက္ခတတ္တမဒေသနာဒုက္ခသံဃတသာမဂီသမဂာနံတပောဒုက္ခောဒုခိတာဟောထဒုက္ခမုစ္စထာ